ကျောင်းတော်ကသမိုင်းဆောက်တွေထဲမှာကျွန်တော်တို့မတင်ခဲ့ရတဲ့အမှန်တရားတွေကခုနောက်ပိုင်းတစ်ဖြည်းဖြည်းနဲ့တိလာရပါတယ်ကျွန်တော်တို့အားလုံးကဘတ်စဘိုတကားမှဆိုရင်အိန္ဒိယကိုသွားတဲ့ရေလမ်းကြောင်းကိုရှာဖွေတွေ့ရှိခဲ့တဲ့သူရဲ့အကောင့်တစ်ယောက်လို့သင်ခဲ့ကြရတာပါသူ့ကို Brave Explorer Visionary Navigator လို့တော့တင်စားခေါ်တာတွေရှိပါတယ်ဒါပေမဲ့သူကအိန္ဒိယသမုဒ္ဒရာရဲ့ရာစုနှစ်ချီတည်ငြိမ်ခဲ့တဲ့ကုန်သွယ်ရေးစနစ်ကြီးကိုမြောက်တန်နဲ့တွေးချောင်းစိမှုတွေနဲ့တစစီဖျက်ဆီးပစ်ခဲ့တာတွေရှိပါတယ်ဒီနေရာမှာကျွန်တော်တို့တခြားစဉ်းစားကြည့်ရမယ့်မေးခွန်းတစ်ခုလည်းရှိပါသေးတယ်။ကမ္ဘာလုံးဆိုင်ရာဆက်နွယ်မှုရဲ့အစာအုပ်ဆိုတာတကယ်တော့သွေးစွန်းခဲ့တဲ့နေချက်အကြမ်းဖက်မှုအပေါ်မှာပဲတိဆောက်ထားရလား။ဒီနေ့မှာတော့ကျွန်တော်တို့ကဘတ်စကိုတကားမရဲ့တွေ့အကောင့်ပုံမြင်တွေကိုမျက်နှာဖုံးခွာပြီးကြည့်ကြမှာပါ။ငင်းညမ်းတဲ့ကုန်သွယ်ရေးစနစ်ကြီးကိုသူကဘလိုနည်းနဲ့နိုင်ငံတော်ကကြောထောက်နောက်ခံပေးထားတဲ့ဓမြတိုက်မှုတွေအဖြစ်ပြောင်းလဲပစ်ခဲ့တာလေ။သူ့ရဲ့ခြေလမ်းနေရာနဲ့စတင်ခဲ့တဲ့အာဏာဆက်ကရာစုနှစ်၄ခုစာလောက်ထိကမ္ဘာအာဏာချိန်ခွင်ရှာအောင်ဘလိုမျိုးအလှည့်ပြောင်းကြီးတွေဖြစ်သွားစေခဲ့တယ်လဲဆိုတာအတူတူလေ့လာကြည့်ရအောင်ပထမဆုံးအနေနဲ့ဘတ်စကိုတကားမရဲ့အိန္ဒိယသမုဒ္ဒရာရဲ့ရွက်လွတ်ခီးစဉ်နေနဲ့စတင်ပါမယ်။သူကအိန္ဒိယသမုဒ္ဒရာကိုဖျက်ပြီးတော့အိန္ဒိယကို၃ကြိမ်သွားခဲ့တာပါ။ပထမတစ်ကြိမ်ကတော့1498ခုနှစ်မှာပါ။ဒုတိယတစ်ကြိမ်ကတော့1502ခုနှစ်မှာပါ။တတိယတစ်ကြိမ်ကတော့1524မှာဖြစ်ပါတယ်။ဒါပေမဲ့ဘတ်စကိုတကားမရဲ့သမိုင်းကိုနားလည်ဖို့ဆိုရင်အရေးကြီးဆုံးကသူဘယ်နှကြိမ်သွားခဲ့လဲဆိုတာထက်သူ့ရဲ့ဘဲခီးရကဘာကြီးကိုပြောင်းလဲစေခဲ့တယ်လဲဆိုတာပါအဲ့ဒီအတွက်ကျွန်တော်တို့ကဒီဗီဒီယိုမှာတော့1498ခုနှစ်ကပထမခီးနဲ့1502ခုနှစ်ကဒုတိယခီးကိုပဲအဓိကထားပြီးပြောပြပေးသွားမှာပါဘာလို့လဲဆိုတော့ပထမခီးမှာသူကအိန္ဒိယကိုသွားတဲ့လမ်းကြောင်းကိုရှာဖွေတွေ့ရှိခဲ့ပြီးတော့ဒုတိယခီးကတော့အဲ့ဒီလမ်းကြောင်းကိုအကြမ်းဖက်မှုတွေနဲ့ထိန်းချုပ်ဖို့ကြိုးစားခဲ့တဲ့ခီးဖြစ်နေလို့ပါ1524တတိယခီးစဉ်ကအရေးမပါဘူးလားဆိုတော့အရေးပါပါတယ်ဒါပေမဲ့အဲ့ဒီခီးစဉ်ကပေါ်တူဂီကအိန္ဒိယမှာသိမ်းပိုက်ထားတဲ့နယ်မြေတွေရဲ့ဒီအုပ်ချုပ်ရေးပြဿနာတွေကိုဖြေရှင်းဖို့အတွက်ဘတ်စကိုတကားမကဘယင်ကန်အဖြစ်ပြန်သွားခဲ့တဲ့ခီးမျိုးဖြစ်နေလို့ပါကျွန်တော်တို့ကဘတ်စကိုတကားမအကြောင်းပြောမယ်ဆိုရင်အိန္ဒိယသမုဒ္ဒရာအကြောင်းသိထားဖို့လိုပါတယ်ဘာလို့လဲဆိုတော့ဘတ်စကိုတကားမမရောက်ခင်အိန္ဒိယသမုဒ္ဒရာဘယ်လိုမျိုးလဲသူရောက်ပြီးနောက်ပိုင်းအိန္ဒိယသမုဒ္ဒရာဘာတွေဖြစ်သွားလဲဆိုတော့ဆက်ဆက်မိသွားအောင်ပါနောက်တိုင်းသမိုင်းကြောင်းတွေဒီဥရောပဘက်ကသမိုင်းတွေမှာဆိုရင်ကျွန်တော်တို့အရှေ့ဘက်ကဘာပေါ့အာရှဘက်ကဒီဥရောပသားတွေချိတ်ချလာမှပဲဖတ်တင်ချိတ်ဆက်မိသွားသလိုမျိုးပြောလို့ရှိကြပါတယ်ဒါပေမဲ့တကယ်အမှန်တရားကတော့အဲ့လိုမျိုးမဟုတ်ပါဘူးဒီဥရောပသားတွေမရောက်ခင်ရာစုနှစ်ပေါင်းများစွာကတည်းကအိန္ဒိယသမုဒ္ဒရာရဲ့ကဘာကြီးကသူနီးသူဟန်နဲ့ကဘာလုံးဆိုင်ရာချိတ်ဆက်တွေမိနေပြီးသားပါအဲ့ဒါဘယ်လိုမျိုးကွင်ရကြီးလဲဆိုတော့အရှေ့အာဖရိကရဲ့ဆွာဟီလီကိုင်းဝရန်ကနေအာရက်ကျွန်းဆက်ပါရှားပင်လယ်ကွေ့အိန္ဒိယတီရီလင်ကအရှေ့တောင်အာရှနဲ့တရုတ်ပြည်အထိချိတ်ဆက်မိပါတယ်ဒါဟာကမ္ဘာသမိုင်းမှာတက်တန်းအရှိသောပင်လယ်ရေကြောင်းကုန်သွယ်ရေးကွန်ရက်ကြီးပါဒီကွန်ရက်ထဲမှာအာရက်ဂူဂျာရတ်ပါရှားအိန္ဒိယအာဖရိကနဲ့မလေးရေကြောင်းကျွမ်းကျင်သူတွေပါပါတယ်သူတို့တွေကသူတို့ကိုယ်ပိုင်လှုပ်ထုံးလုံနေတဲ့အတိုင်းစနစ်တကျတိကျလေးလက်ပတ်နေကြတာပါသူတို့ရဲ့ကုန်သွယ်ရေးတွေလက်ပတ်ဖို့အတွက်အဓိကအသုံးပြုခဲ့တာတော့ရေလမ်းကြောင်းပါဒီအိန္ဒိယသမုဒ္ဒရာတွေကရေလမ်းကြောင်းကိုအသုံးပြုတဲ့နေရာမှာတဘာဝပေးတဲ့အင်ဂျင်ရှိပါတယ်အဲ့ဒါကတော့မုတ်တုံလေးပါကုန်သွယ်ရေးကဒီမုတ်တုံလေးကိုအသုံးချပြီးတော့အိန္ဒိယသမုဒ္ဒရာရဲ့ကုန်သွယ်ရေးကွင်ရကြီးထဲမှာလက်ပတ်နေကြတာပါသူတို့ကြားမှာပြိုင်ဆိုင်မှုတွေပဋိပက္ခတွေမရှိခဲ့ဘူးလားဆိုတော့ရှိပါတယ်ဒါပေမဲ့သူတို့ရဲ့အခြေခံမူကစီးပွားရေးကိုသာပဓာနာထားဖို့ဖြစ်တဲ့အတွက်ကြောင့်တိတ်ပြီးကြီးကြီးမားမားပြဿနာတွေမဖြစ်ခဲ့တာပါဒီကုန်သွယ်ရေးမှာပင်လယ်ပြင်တစ်ခုလုံးစစ်အင်အားနဲ့လက်နက်အားကိုးပြီးတော့လက်ဝဲကြီးအုပ်တဲ့ယူဆတွေမရှိခဲ့ပါဘူးအဲ့ဒါကြောင့်ဒီဘတ်စကိုတကားမှာအိန္ဒိယသမုဒ္ဒရာတွေကိုရောက်လာတာဟာညီချင်းမှုတစ်ခုယူဆောင်လာတာမျိုးမဟုတ်ပါဘူးစနစ်တကျလက်ပတ်နေပြီးသားကဘာကြီးတစ်ခုတွေကိုလက်နက်အပြည့်စုံနဲ့အပြင်လူတစ်ဖွဲ့ကျူးကျော်ဝင်ရောက်လာတဲ့ပုံစံမျိုးဖြစ်ပါတယ်ခုနကပြောခဲ့တဲ့အိန္ဒိယသမုဒ္ဒရာရဲ့ကွင်ရက်ထဲမှာကျွန်တော်တို့မြန်မာရောမပါဘူးလားဆိုပြီးတွေးမိပါတယ်တကယ်တော့မြန်မာလည်းပါပါတယ်ဘလို့ပါခဲ့တာလဲဆိုတော့တရုတ်ပြည်ကပိုးတဲ့တွေကမြန်မာနိုင်ငံမုတ်တမပင်လယ်ကွေးနဲ့ရခိုင်ကမ်းရိုးတန်းတွေကနေတဆင့်အိန္ဒိယသမုဒ္ဒရာတွေကိုစီးဝင်ခဲ့တာပါဒီကွင်ရက်ကြီးထဲမှာကျွန်တော်တို့နိုင်ငံဘာလို့နာမည်မထွက်ခဲ့တာလဲဆိုတော့မလေးအကြောင်းကုန်သွယ်ရေးလမ်းမကြီးကဒီတီရီလင်္ကာကနေတဆင့်မလကာရီလက်ကျောင်းတိုက်ရိုက်ဖြတ်သွားတာမလို့ပါအဲ့တော့မြမကန်ယိုနဲ့နည်းနည်းလေးအစွန်ဖျားရောက်လို့မျိုးဖြစ်သွားတာမလို့အဲ့လောက်ကြီးနာမည်မထွက်ခဲ့တာပါ1498ခုနှစ်ဇူလိုင်10ရက်နေ့မှာတော့ဘတ်စကိုတကားမှာပေါ်တူဂီနိုင်ငံလစ်ဘွန်မြို့ကနေတင်မောလေးစင်းနဲ့အတူပင်လယ်ပြင်ထဲကိုစတင်ထွက်ခွာလာခဲ့ပါတယ်သူ့ရဲ့ရည်မှန်းချက်ကတော့အိန္ဒိယနိုင်ငံစီကိုတိုက်ရိုက်ရောက်ရှိမဲ့ရေလမ်းကြောင်းတစ်ခုကိုရှာဖွေဖို့ပါပဲ1498မေလ20ရက်နေ့မှာတော့သူကအိန္ဒိယနိုင်ငံခါလီကက်စိတ်ကမ်းကိုအောင်မြင်မြင်ရောက်ရှိလာခဲ့ပါတယ်။တမိုင်းကြောင်းအရကြည့်မယ်ဆိုရင်တော့ဒါဟာရေကြောင်းတမိုင်းမှာတကယ်ကိုကြီးကျယ်တဲ့အောင်မြင်မှုတစ်ခုပါပဲ။
အာဖရိကတောင်ဘက်ဆုံးကိုပတ်ပြီးတော့ဥရောပကနေအိန္ဒိယကိုအမြဲတမ်းအသုံးပြုနိုင်မဲ့ရေကြောင်းလမ်းတစ်ခုအဖြစ်ဆက်သွယ်နိုင်ခဲ့တာဟာကမ္ဘာသမိုင်းကိုတစ်စစ်ချိုးပြောင်းလဲသွားခဲ့တာကတော့အမှန်ပါပဲဒါပေမဲ့ဒီနေရာမှာအရေးကြီးတဲ့ချက်တစ်ခုရှိပါတယ်ရေလမ်းကြောင်းတစ်ခုရှာတွေ့ခဲ့တာနဲ့ပဲသူ့ရဲ့ရွယ်ချက်ကဖြူစင်ခဲ့တယ်လို့ဆိုလို့မရပါဘူးပေါ်တူဂီဘီယံ Manuel the First နဲ့ပေါ်တူဂီနန်းတော်ကတော့သူတို့ရဲ့ရည်ရွယ်ချက်ကခရစ်ယာန်ဘာသာသာသနာပြုဖို့နဲ့ဟစ်ခတ်မိုးကြိုင်တွေရှာဖွေဖို့လို့ကြွေးကြော်ခဲ့ကြပါတယ်ဒါပေမဲ့အဲ့ဒီစကားလုံးတွေကတကယ်အမှန်တရားကိုဖုတ်ကွယ်ထားတဲ့လှပတဲ့ဝါဒဖြန့်မှုသက်ပါပဲသူတို့တကယ်လိုချင်ခဲ့တာပါလဲတကယ်တော့ဟင်းခတ်မှုကြိုင်ဆိုခဲ့ကိုလဝက်ကြီးအုပ်ဖို့ပါဒီအာရန်နဲ့ဘင်းနဲ့ဂျားခံကုန်တယ်တွေကိုကြော်ဖြတ်ပြီးတော့အိန္ဒိယရဲ့စီးစိမ်တွေကိုတိုက်ရိုက်သိမ်းပိုက်ဖို့ပါတနည်းပြောရရင်တော့ပေါ်တူဂီကအိန္ဒိယသမုဒ္ဒရာရဲ့ကုန်သွယ်ရေးကွန်ရက်ထဲမှာတာမန်ကုန်တယ်တယောက်အနေနဲ့ပါဝင်ကျင်ခဲ့တာမျိုးမဟုတ်ပါဘူးအဲ့ဒီကွန်ရက်ကြီးတစ်ခုလုံးကိုသူတို့အလိုကျဓမြတိုက်သိမ်းပိုက်ဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်ဒါကြောင့်ဘတ်စကိုဒဂါမာရဲ့ခီးစဉ်ကိုတာမန်နယ်မြေရှာဖွေမှုလို့ပဲပြောမယ်ဆိုရင်မလုံလောက်ပါဘူးအဲ့ဒါစနစ်တကျစီစဉ်ထားတဲ့လက်နက်ကင်ပြီးစီးပွားရေးကျူးကျော်မှုတစ်ခုရဲ့အစာအုပ်လည်းဖြစ်ပါတယ်1498ခုနှစ်ဘတ်စကိုဒဂါမာကာလီကတ်မြို့ကိုရောက်သွားတဲ့အချိန်တစ်ခုကိုတွားကြည့်ရအောင်ပါအဲ့ဒီချိန်တော့သူဟာအိန္ဒိယရဲ့အချမ်းသာဆုံးနဲ့ချိတ်ဆက်အမိဆုံးကုန်သွယ်ရေးလောကကြီးတွေကိုခြေချလိုက်တာဖြစ်ပါတယ်ခါလီကတ်ဆိုတာဒီနေ့ခေတ်ခဲရာလာပြည်နယ်တဲ့ကိုစစ်ကုမျိုးဖြစ်ပြီးတော့အဲ့ဒီခေတ်တော့တာမန်စိတ်ကမ်းမျိုးလေးတစ်ခုမဟုတ်ပါဘူးအိန္ဒိယသမုဒ္ဒရာကုန်သွယ်ရေးကွန်ရက်ကြီးရဲ့နှလုံးခုန်တန်လို့တော့တင်စားလို့ရပါတယ်အာရက်တင်မောတွေအိန္ဒိယကုန်တယ်တွေအာဖရိကကုန်စီတွေနဲ့အာရှရဲ့အဖိုးတန်ရတနာတွေအကုန်လုံးဒီနေရာမှာပဲဗဟုပြုပြီးလက်ပတ်နေတာဖြစ်ပါတယ်ဘတ်စကိုဒဂါမာနဲ့သူ့ရဲ့အဖွဲ့အစည်းကာလီကတ်ရဲ့အုပ်ချုပ်သူဇမိုရီမင်းကြီးနဲ့တွေ့ဆုံခွင့်ရခဲ့ပါတယ်အဲ့ဒီနေရာမှာလည်းကျွန်တော်တို့သမိုင်းစာအုပ်ထဲဖတ်ခဲ့ရတဲ့လှပလွန်တဲ့သူရဲကောင်းပုံရိပ်တွေကစပြီးတော့အကွဲလာပါတယ်ပေါ်တူဂီတွေယူဆောင်လာတဲ့လက်ဆောင်တွေကဒီခါလီကက်နန်းတော်အတွက်တော့အစစ်မမီတဲ့နှိမ့်ချလွန်တဲ့ပစ္စည်းတွေဖြစ်နေလို့ပါသမိုင်းစာအုပ်တွေထဲမှာတော့ဒါကိုယဉ်ကျေးမှုချင်းမတူလို့နားလည်မှုလွဲတာလို့ရိုးရှင်းရှင်းလေးပဲရေးတတ်ကြပါတယ်အတိချာကြည့်မယ်ဆိုရင်တကယ်တော့ဒါဟာပေါ်တူဂီတို့ရဲ့စီးပွားရေးအားနည်းချက်ကိုပေါ်ပေါ်ထင်ထင်ဖော်ထုတ်လိုက်တဲ့အချက်ရတဲ့အခိုက်အတန့်တစ်ခုပါပဲအဲ့ဒီနေရာမှာဘတ်စကိုဒဂါမာကသင်ခန်းစာတစ်ခုရသွားခဲ့ပါတယ်သူတို့ဟာတရားမျှတတဲ့ကုန်သွယ်ရေးနဲ့ဒီနေရာမှာဘလို့မှရှင်ပြိုင်လို့မနိုင်ဘူးဆိုတာပါပဲသူတို့မှာဒေသခံတွေနဲ့ပိုကောင်းတဲ့ပစ္စည်းတွေမရှိဘူးဒေသခံတွေယုံကြည်မှုမရှိဘူးပြီးတော့ဈေးကွက်ကိုထိန်းချုပ်နိုင်သွားလည်းမရှိပါဘူးဒီလိုနဲ့ခါလီကတ်မှာကုန်သွယ်ရေးရရောတန်တမန်ရေးရပါအရေးနိုင်ခဲ့တဲ့ဘတ်စကိုဒဂါမာ1999ခုနှစ်မှာတော့ပေါ်တူဂီနိုင်ငံလစ်စဘွန်မြို့ကိုပြန်လည်ရောက်ရှိသွားခဲ့ပါတယ်သူနဲ့အတူပါလာတဲ့တင်မော်လေးစီးထဲမှာ2စီးပဲပြန်ပါလာနိုင်ပြီးတော့လူဝင်အားရဲ့ထက်ဝက်ကျော်ကလည်းလန်ခုလက်မှာတင်အသက်ဆုံးရှုံးခဲ့ရပါတယ်ဒါပေမဲ့သူပြန်ယူလာနိုင်ခဲ့တဲ့ဟင်းခတ်မိုးကြိုင်အနေငယ်ဟာဒီပေါ်တူဂီဘီယံအတွက်တော့ညှို့လက်ချက်လင်းနှန်းသည့်ဖြစ်ခဲ့ပါတယ်အဲ့ဒီပစ္စည်းတွေရဲ့တန်ဖိုးကခီးစဉ်တစ်ခုလုံးရဲ့ကုန်ကျစရိတ်ထက်အစပေါင်းများစွာပိုမိုများပြားနေလို့ပါပေါ်တူဂီမှာတော့ဒီဘတ်စကိုဒဂါမာကိုအိန္ဒိယသမုဒ္ဒရာရဲ့အရှင်သခင်ဆိုတဲ့ဘွယ်တို့တွေအပြင်သူရဲ့ကောင်းတယောက်လိုခမ်းနားစွာကြိုဆိုခဲ့ကြပါတယ်ဒါပေမဲ့ဘတ်စကိုဒဂါမာရဲ့စိတ်ထဲမှာတော့ဒီခါလီကတ်နန်းတော်ထဲမှာသူခံခဲ့ရတဲ့အရှက်ရမှုတွေကတောက်လောင်နေသေးပါသူပေါ်တူဂီကိုပြန်ရောက်သွားတာအောင်မခံမှုတသက်မဟုတ်ပါဘူးဒီသူတွေ့ခဲ့ရတဲ့အစစ်တမ်းရဲ့ကြော်ဝမှုတွေကိုတရားမျှတတဲ့နည်းလမ်းနဲ့မရနိုင်မှန်းသိသွားတဲ့အတွက်နောက်တစ်ချိန်ပြန်လာတဲ့အချိန်မှာကုန်သက်တင်မောတွေစာစစ်တင်မောတွေလက်ဆောင်ပစ္စည်းတွေစာအမြောက်ကြီးစံနေနဲ့အတူပုံမရက်ဆက်တဲ့အစီအစဉ်တွေကိုရေးဆွဲဖို့အတွက်ပဲဖြစ်ပါတော့တယ်ဒါဟာတာမန်နယ်မြေရှာဖွေရေးအဆင့်ကနေနေချစ်အင်ပါယာအဆင့်ကိုပြောင်းလဲသွားတဲ့အဆုံးဖြတ်အခိုက်အတန့်ပါကမ္ဘာသမိုင်းရဲ့အကြီးမားဆုံးသောကျူးကျော်မှုတွေကတခုဟာအဲ့ဒီချိန်မှာပဲအမှန်တကယ်စတင်တော့မှာဖြစ်ပါတယ်လူများစုကဘတ်စကိုဒဂါမာရဲ့ပထမခီးစဉ်ကိုအောင်မြင်မှုတစ်ခုရဲ့ညီကုန်းလို့မြင်တတ်ကြပါတယ်ဒါပေမဲ့တကယ်တော့အဲ့ဒါအစာအုပ်သက်ပဲရှိပါသေးတယ်1490ခွန်ကနေ1499ထိကြာမြင့်ခဲ့တဲ့ဒီခီးစဉ်ကပေါ်တူဂီတို့အကြီးမားဆုံးသောသင်ခန်းစာတစ်ခုပေးခဲ့တဲ့အတွက်ပေါ်တူဂီရဲ့မူဝါဒတွေကချက်ချင်းဆိုသလိုပဲရန်လိုတဲ့ဘက်ကိုပြောင်းလဲသွားပါတော့တယ်ဒီလိုနဲ့ဘတ်စကိုဒဂါမာရှာတွေ့ခဲ့တဲ့အခွင့်အရေးကိုအမျက်ထုတ်ဖို့အတွက်1500ခုနှစ်မှာတော့ပေါ်တူဂီကပက်ထရိုအဲဘရက်ကာဘရဲကိုအမြောက်တွေအပြစ်တက်ထားတဲ့သင်္ဘော73စီးနဲ့အိန္ဒိယကိုဆေလွတ်ခဲ့ပါတယ်ဒါဟာအိန္ဒိယသမုဒ္ဒရာရဲ့ငြိမ်းချမ်းတဲ့ကုန်သွယ်ရေးစနစ်ကိုလက်နက်အားကိုနဲ့စတင်စိန်ခေါ်လိုက်တာပါဒါပေမဲ့ပက်ထရိုအဲဘရက်ကဒီအာဖရိကဘက်ကိုမသွားဘဲနဲ့အတ္တလန်တိတ်ဘက်ကိုအနှဲငယ်လှည့်သွားခဲ့ပါတယ်ဒါကတော့သူတို့ခေတ်တော့အသုံးပြုခဲ့တဲ့လေတိုက်မှုကိုအသုံးပြုခဲ့တဲ့နီလန်းကြောင့်ပါသူနောက်ဘက်ကနေလှည့်သွားတဲ့အတွက်ဘရာဇီးကိုမတော်တဆတွေ့ရှိသွားခဲ့ပါတယ်ဘရာဇီးနိုင်ငံမှာဒါဟာနောက်ပိုင်းဘရာဇီးကလည်းပေါ်တူဂီရဲ့ကိုလိုနီနယ်မြေဖြစ်သွားစေခဲ့တဲ့အကြောင်းရင်းရဲ့အစပါပဲသူကဘရာဇီးကနေထွက်ပြီးတော့အရှေ့ဘက်ကိုပြန်လှည့်ပြီးတော့အာဖရိကဘက်ကနေသွားပါတယ်လမ်းမှာမုန်တိုင်းနေကြောင်လဲတင်မောတချို့ပျက်စီးခဲ့ရပါတယ်နောက်ဆုံးမှာတော့အိန္ဒိယနိုင်ငံခါလီကတ်မြို့ကိုပက်ထရိုအဲဘရက်ကရောက်ရှိခဲ့ပါတယ်သူလဲကုန်သွယ်ရေးအတွက်လာခဲ့တယ်ဆိုပေမဲ့
ဒီပလိပခါတွေဖြစ်ပြီးတော့ကာလိကက်စိတ်ကမ်းမှာတိုက်ပွဲတွေတောင်ဖြစ်ခဲ့ရပါတယ်အပေါ်တူဂီလူမျိုးချို့လည်းတည်ဆုံသွားခဲ့ရပါတယ်1900ခုနှစ်မှာတော့ Pedro Ebra က Lisbon ကိုပြန်ရောက်ခဲ့ပါတယ်အဲ့နောက်ပိုင်းပေါ်တူဂီရဲ့လက်နက်နဲ့သိမ်းပိုက်မယ်ဆိုတဲ့မူဝါဒပို့ပြီးတော့ခိုင်မာသွားခဲ့ပါတယ်ဒီလိုနဲ့သိမ့်မကြခင်1902ခုနှစ်မှာတော့ဘတ်စကိုတကားမှအိန္ဒိယသမုဒ္ဒရာတွေကိုဒုတိယကြိမ်ပြန်လာခဲ့ပါတယ်သူအိန္ဒိယသမုဒ္ဒရာတွေကိုဒီဒုတိယကြိမ်ပြန်လာတဲ့ချိန်မှာအမြောက်တွေပြစ်တက်ထားတဲ့တင်မောအစီး20နဲ့အတူပြန်လာခဲ့တာပါဒါပေမဲ့ဒီတစ်ချိန်မှာတော့သူကလမ်းကြောင်းရှာဖွေသူတယောက်မဟုတ်တော့ပါဘူးသူကလက်နက်အပြည့်စုံတက်ဆင်ထားတဲ့တင်မောတွေရဲ့ရေတပ်ဗိုလ်ချုပ်တယောက်ဖြစ်နေပါပြီသူ့ရဲ့မစ်ရှင်ကလည်းအိန္ဒိယသမုဒ္ဒရာထဲမှာပေါ်တူဂီအတွက်ဒီအထက်စီးရယူပြီးတော့လွှမ်းမိုးနိုင်မှုကိုအတင်းအားဓမ္မတိစောက်ဖို့ဖြစ်ပါတယ်သူ့ရဲ့တင်မောအုပ်စုကကုံသွေးအဖွဲ့မဟုတ်တော့ဘဲနဲ့ရေဘောကချင်းချောက်မှုကြီးတစ်ခုဖြစ်လာခဲ့ပါတယ်သူတို့ရဲ့ view ဟာလည်းရှင်းပါတယ်ကုံသွေးတင်မောတွေကိုကြားဖြတ်ဖန်ဆီးမယ်ဒေသခံတွေရဲ့တစ္ဆာရှိမှုကိုစမ်းသပ်မယ်ကြောက်တရားကိုလက်နက်တစ်ခုဖြစ်အသုံးချမယ်စိတ်ကမ်းမျိုးတွေကိုချင်းချောက်ပြီးတော့ပြိုင်ဘက်တွေကိုအကြောက်တရားနဲ့ထိန်းချုပ်မယ်ဆိုပြီးပါဒီစစ်စင်ရေးတွေမှာနာမည်ဆိုးအထွက်ဆုံးဖြစ်ရတစ်ခုကတော့မီရီလို့ခေါ်တဲ့ဖျားဖူးတင်မောဖြစ်ရပါတမိုင်းမှတ်တမ်းအချို့ရဘတ်စကိုတကားမှာလူ200နဲ့400လောက်ထိပါလာနိုင်တဲ့ဒီမွတ်စလင်ဖျားဖူးတင်မောတစ်စီးကိုဖမ်းဆီးခဲ့ပါတယ်ကုံစီတွေကိုသိမ့်ပိုက်ပြီးတဲ့နောက်မှာတော့သူကတင်မောဘွားလူတွေကိုအရှင်လက်လက်မိရှို့တက်ဖြတ်ခဲ့တယ်လို့ဖော်ပြကြပါတယ်တချို့သမိုင်းပညာရှင်တွေကတော့ဒီဖြစ်ရကဒီနောက်မှာထွက်ပေါ်လာတဲ့မှတ်တမ်းတွေမှာသာတွေ့ရတဲ့အတွက်ဒီချက်ကားထားတာမျိုးဖြစ်တယ်ဆိုပြီးတဲ့သတိပေးထားတာတွေရှိပါတယ်ဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်ပေါ်တူဂီတို့ရဲ့ကွန်သွဲနီလန်းတွေကအကြောက်တရားတွေနဲ့တွန်တွဲနေကြတယ်ဆိုတဲ့အချက်ကတော့ငင်းလို့မရတဲ့အမှန်တရားပါဘတ်စကိုတကားမရဲ့ခုနလောက်ရမှာလည်းအကြောင်းရင်းတချို့တော့ရှိပါတယ်အဲ့ဒါတွေကဒီအားရက်ကွန်သွဲတွေကဒီအိန္ဒိယကွန်သွဲလမ်းကြောင်းတွေကိုထိန်းချုပ်ထားတာပါဘတ်စကိုတကားမကဒီအခြားကွန်သွဲတွေကိုကြောက်အောင်လဲသူကဥပမာလောက်ပြချင်တာပါရှေ့ကဒီ Pedro Ebra ရဲ့သွားခဲ့တဲ့ခီးမှာဒီပေါ်တူဂီတွေတက်ဖြတ်ခံခဲ့ရတာကိုလည်းပြန်လက်တုံ့ပြန်နေတာလည်းပါပါတယ်ဒီညမှာအရေးကြီးတာကကြတော့ဖြစ်ပျက်တစ်ခုချင်းစီတဲ့ဘတ်စကိုတကားမတို့ရဲ့ view ဟာကိုနားလည်ဖို့ပါဒါဟာအကြောင်းမဲ့ရက်ဆက်တာမျိုးမဟုတ်ဘဲနဲ့စနစ်တကျစီစဉ်ထားတဲ့စိတ်သက်စစ်စီရေးတစ်ခုဖြစ်ပါတယ်သူတို့ပေးချင်တဲ့ message ကလည်းတစ်ခုတည်းပါအိန္ဒိယသမုဒ္ဒရာထဲမှာဒီကူတန်သွားလာနေတဲ့ကုံသွေးသင်္ဘောတွေကပေါ်တူဂီရဲ့ဆုံးဖြတ်ချက်ကိုလိုက်နာရပါမယ်မလိုက်နာဘူးဆိုရင်ဒီကုံသွေးရီလမ်းကြောင်းတွေကစီးပွားရေးနယ်မြေမဟုတ်တော့ဘဲနဲ့တည်တံပေးရနေရဖြစ်သွားမယ်ဆိုတော့ message မျိုးကိုပေးချင်တာပါအဲ့ဒီနေ့ကစပြီးတော့အိန္ဒိယသမုဒ္ဒရာရေလမ်းကြောင်းတွေကအားလုံးမျှဝေသုံးစွဲနေတဲ့ကုံသွေးနယ်မြေဘဝကနေလက်နက်ကင်နိုင်ငံရေးဇက်ခုံတစ်ခုဖြစ်ပြောင်းလဲသွားပါတယ်ဘတ်စကိုတကားမရဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေကိုထင်ရှားဆုံးမြင်တွေ့ခဲ့ရတဲ့နေရာကတော့ခါလီကတ်မြို့ပါပေါ်တူဂီရဲ့စီမံကိန်းအတွက်ခါလီကတ်မြို့ကအရန်ရေးပါပါတယ်ဘာလို့လဲဆိုတော့ခါလီကတ်ကရှေးအောင်စနစ်ရဲ့ပြရုပ်တစ်ခုဖြစ်နေလို့ပါအဲ့ဒီစနစ်ကတော့လွတ်လပ်တဲ့ကုသန်းရောင်းဝယ်ရေးလူမျိုးစုံယဉ်ကျေးမှုစုံဖလှယ်မှုတွေနဲ့ကုန်သည်တွေရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်တွေပဲဖြစ်ပါတယ်ဘတ်စကိုတကားမဇမွေမင်းကြီးစီကိုတောင်းဆိုချက်တစ်ခုတင်ခဲ့ပါတယ်အဲ့ဒါကတော့အာရက်ကုန်တဲ့အားလုံးစိတ်ကန်းထဲကနေမောင်းထုတ်ပစ်ဖို့ပါဒီတောင်းဆိုချက်ကတာမန်စီးပွားရေးညှိနှိုင်းမှုတစ်ခုတော့မဟုတ်ပါဘူးဒါခါလီကတ်မျိုးရဲ့စီးပွားရေး DNA ကိုဖျက်ဆီးခိုင်းနေတာဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ခါလီကတ်မျိုးရဲ့အောင်မြင်မှုဆိုတာလူမျိုးစုံဘာသာပေါင်းစုံပေါင်းစည်းထားတဲ့လွတ်လပ်တဲ့ကုန်သွယ်ရေးစနစ်ပေါ်မှာပဲတိစောက်ထားလို့ပါဒီစနစ်ကိုဖျက်လိုက်ရင်တော့ခါလီကတ်ဟာခါလီကတ်မဟုတ်တော့ပါဘူးအဲ့ဒါကြောင့်လဲဇမွေမင်းကြီးကဒီတောင်းဆိုချက်ကိုပြက်ပြက်သားသားညှင်းပယ်ခဲ့ပါတယ်ဒီညှင်းပယ်မှုကြောင့်ပေါ်တူဂီရဲ့တုံ့ပြန်မှုကတော့ပြင်းထန်ပါတယ်ဘတ်စကိုတကားမခါလီကတ်စိတ်ကအမြောက်တွေနဲ့စမပြတ်ပြစ်ခတ်ခဲ့ပြီးတော့တစားကန်38ယောက်ကိုလည်းဖမ်းဆီးတပ်ဖြတ်ခဲ့ပါတယ်ဒီနေ့မှာကျွန်တော်တို့တတိထားကြည့်ရမှာဒါစစ်တပ်ချင်းဂျင်းဆိုင်တိုက်ရတဲ့တိုက်ပွဲမျိုးမဟုတ်ပါဘူးဒါဟာစီးပွားရေးချက်ချကြတဲ့မျိုးတစ်မျိုးအမြောက်တန်နေနဲ့ဒူးထောက်ခိုင်းနေတာဖြစ်ပါတယ်ပေါ်တူဂီရဲ့ view ထဲမှာတော့အကြောက်တရားကိုသတင်းစကားအဖြစ်တောင်းချတယ်ဆိုတော့ဒီ logic ကတော့ရှင်းပါတယ်ဘတ်စကိုတကားမနဲ့ပေါ်တူဂီတို့ခြံထားခဲ့တဲ့အကြီးမားဆုံးသောသမိုင်းမွေတစ်ခုကတော့ကာတက်စနစ်ပါပဲဒါဟာတမန်မူဝါဒတစ်ခုမျိုးမဟုတ်ပါဘူးအိန္ဒိယသမုဒ္ဒရာရဲ့ရာစုနှစ်ပေါင်းများစွာကျင့်သုံးလာခဲ့တဲ့စီမီစီကန်တွေကိုအမြစ်ကနေလှန်ပစ်လိုက်တာဖြစ်ပါတယ်ကာတက်ဆိုတာဒီပေါ်တူဂီတွေစီကနေဝယ်ယူရတဲ့ပင်လယ်ရေကြောင်းတွာလာကွက်လက်မှတ်တစ်မျိုးပါကုံသွေးသင်္ဘောတစ်စီးကပေါ်တူဂီတို့ရဲ့ခွင့်ပြုချက်မပါဘဲပင်လယ်ထဲကိုထွက်လာမှဆိုရင်အဲ့ဒီသင်္ဘောဓမြရန်သူဒါမှမဟုတ်တရားဝင်ပြစ်မှတ်ဖြစ်သတ်မှတ်ပြီးတော့ပေါ်တူဂီတွေကဖမ်းဆီးသိမ်းပိုက်မှာပါတနည်းပြောရရင်တော့ကုပင်လေတဲ့ကိုသွားဖို့တော့မှပေါ်တူဂီတွေစီကနေငွေပေးပြီးခွင့်ပြုစာဝယ်ရတဲ့စနစ်ကြီးဖြစ်လာပါတယ်ဒါပေါ်တူဂီကကုန်သွေးသင်္ဘောတွေကိုဒီအကာအကွယ်ပေးထားတဲ့ပုံစံမျိုးတော့မဟုတ်ပါဘူးဒါငွေညှစ်တဲ့ပုံစံမျိုးဖြစ်နေတာပါဒီဘတ်စကိုတကားမတို့ရဲ့အဖွဲ့ကဒီပင်လယ်ဓမြတွေပုံစံပဲတောင်လည်းရောက်သွားပါတယ်ကျွန်တော်တို့ကပင်လယ်ဓမြလို့ပြောလိုက်ရင်ဒီလက်နက်တွေနဲ့ဒီကုန်တင်သင်္ဘောတွေကိုလူရက်တက်တဲ့လူစိုးကိုင်းနဲ့ဆိုပြီးပြင်းပြင်းတက်ကြတာပါဒါပေမဲ့ဘတ်စကိုတကားမတို့ရဲ့အဖွဲ့ကအဲ့လိုမျိုးမဟုတ်ပါဘူးသူတို့ကနိုင်ငံတော်ကကြောထောက်နောက်ခံပေးထားတဲ့ပင်လယ်တွေကလက်နက်ကင်အဖွဲ့အစည်းပါ
သူတို့မှာနိုင်ငံတော်အဆင့်ဘရင်လန်ရှိတယ်အားကောင်းတဲ့အမြောက်တွေရှိတယ်ဘာသာရေးအရာမျှတပါတယ်ဆိုပြီးကြောင်းပြချက်တွေပေးဖို့ကြောထောက်ထောက်ခံအဖွဲ့အစည်းတွေလည်းရှိပါတယ်ပြီးတော့စီးပွားရေးအကျိုးမြတ်ဆိုတဲ့ရည်မှန်းချက်တွေလည်းပါပါတယ်ဘတ်စကိုတကာမှာဥဆောင်တဲ့ဒီပေါ်တူဂီရဲ့အဓိက logic ကတော့အိန္ဒိယသမုဒ္ဒရာရဲ့ကုန်သွယ်ရေးတစ်ခုကပေါ်တူဂီအတွက်အကျိုးမြတ်မရှိဘူးဆိုရင်ပဲဖြစ်ဖြစ်ကတ်တက်ဆိုတဲ့ခီးသွွာလာကုန်လက်မှတ်ဝယ်မထားဘူးဆိုရင်ပဲဖြစ်ဖြစ်အဲ့ဒီကုန်သွယ်ရေးကိုတရားမဝင်လို့သတ်မှတ်ပြီးတိမ့်ပိုက်မယ်ဆိုတာမျိုးပါဒီလိုနဲ့ဘတ်စကိုတကာမှာရဲ့ view ဟာတွေကဒီအိန္ဒိယသမုဒ္ဒရာကိုအပြိုင်ဆိုင်ကုန်သွယ်တဲ့နယ်မြေကနေနိုင်ငံတော်ကခွင့်ပြုထားတဲ့ပင်လယ်ဓမြတိုင်းမှုနယ်မြေဖြစ်တဖြည်းဖြည်းပြောင်းလဲသွားစေခဲ့ပါတယ်ဘတ်စကိုတကာမှာဒုတိယအကြိမ်ပြန်မြောက်ခင်ဒီအိန္ဒိယသမုဒ္ဒရာဒီကုန်သည်ချင်းချင်းညှိနှိုင်းပြီးလွတ်လပ်စွာသွားလာခဲ့တဲ့ကမ္ဘာကြီးပါဒါပေမဲ့ဘတ်စကိုတကာမှာရဲ့ဒုတိယအကြိမ်ပြန်ရောက်လာတာပထမအကြိမ်ရှာဖွေတွေ့ရှိမှုထက်တောင်ပိုပြီးအရေးပါတဲ့သမိုင်းဝင်ပြောင်းလဲကြီးတွေဖြစ်ခဲ့ပါတယ်ဘာလို့လဲဆိုတော့သူဒုတိယအကြိမ်ပြန်လာတာအိန္ဒိယသမုဒ္ဒရာကိုပေါ်တူဂီအလိုကျချဲလည်နိုင်အောင်လက်နက်အားကိုးနဲ့ပြောင်းလဲပစ်ခဲ့တာပါဒါဆိုအဲ့ဒီခေတ်တုန်းကပေါ်တူဂီတွေကအိန္ဒိယသမုဒ္ဒရာတစ်ခုလုံးကိုချုပ်ကင်နိုင်အောင်အင်အားကြီးခဲ့တာလားဆိုတော့လေအတိုင်းအတာတစ်ခုထိတော့အင်အားကြီးပါတယ်ဒါပေမဲ့သူတို့ကအိန္ဒိယသမုဒ္ဒရာတစ်ခုလုံးသိမ်းပိုက်ခဲ့တာမျိုးတော့မဟုတ်ပါဘူးသူတို့ကအဓိကနေရာတွေကိုပဲသိမ်းပိုက်ပြီးထိန်းချုပ်လိုက်တာပါအဲ့ဒါတွေကတော့ကိုဝါကန်ယိုနန်ဟောက်မှုရေလက်ကြားနဲ့မလကရေလက်ကြားပါကိုဝါဒေတာကတော့ပေါ်တူဂီတွေအတွက်အိန္ဒိယနောက်ဘက်ကန်ယိုတန်းမှာအဓိကအခြေစိုက်စခန်းဖြစ်ခဲ့တာပါဟောက်မှုရေလက်ကြားကတော့ပါရှားပင်လယ်ကွေးရဲ့ဂိတ်တကားပါရာစုနှစ်ပေါင်းများစွာကြာခဲ့ပေမဲ့ဟောက်မှုရေလက်ကြားရဲ့အရေးပါမှုကတော့ဘယ်တော့မှမိမသွားခဲ့ပါဘူးဒီနေ့ခေတ်မှာလည်းဒီရေလက်ကြားကကမ္ဘာဆွမ်းရဲ့လုံခြုံရေးရဲ့မဟာဗျူဟာမြောက်ချက်ချနေရာတစ်ခုပါအဲ့ဒီရေလက်ကြားကကမ္ဘာကြီးကိုလေပင်းညှစ်လို့ရတဲ့နေရာမျိုးပါဒီနေရာမှာဖြစ်ပေါ်လာတဲ့ပဋိပက္ခတည်တည်လေးတစ်ခုကတော့မှတကမ္ဘာလုံးကဆက်ယုံနေတည်ယူပို့ဆောင်ရေးတွေနဲ့ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝတွေကိုတရက်ရက်ခတ်သွားနိုင်တဲ့အချိန်ဟုန်ပြင်းထန်လွန်လာပါတယ်ကျွန်တော်တို့ကပေါ်တူဂီထိန်းချုပ်တော့အချိန်တွေကိုပဲပြန်သွားကြည့်ရအောင်ပါနောက်ထပ်သူတို့ထိန်းချုပ်ခဲ့တာကတော့မလကရေလက်ကြားပါအိန္ဒိယသမုဒ္ဒရာနဲ့ပစိဖိတ်သမုဒ္ဒရာကြားအဓိကလမ်းဆောင်လမ်းကွာဖြစ်ပါတယ်ဒီနေ့ခေတ်ထိတောင်ဒီရေလက်ကြားတွေကကမ္ဘာစီးပွားရေးအတွက်အလွန်ရေးကြီးတဲ့ဗျူဟာမြောက်ချက်ချနေရာတွေဖြစ်တည်ရှိနေသေးပါပေါ်တူဂီတို့ဒီလိုထိန်းချုပ်ခဲ့တဲ့ပုံစံကတကယ်ကိုခင်မီလွန်းပါတယ်စိတ်ကမ်းတွေကိုထိန်းချုပ်မယ်ဗျူဟာမြောက်ချက်ချနေရာတွေကိုပိတ်ဆို့မယ်အရေးကြီးတဲ့ရေလက်ကြားတွေကိုလက်ဝက်ကြီးအောက်မယ်ဒီချက်ချနေရာတွေကိုထိန်းချုပ်လိုက်နိုင်တာနဲ့တည်းကမ္ဘာရေလမ်းကြောင်းတွေကကုန်သွယ်ရေးတွေကိုထိန်းချုပ်သွားနိုင်ပြီလို့ပြောလို့ရပါတယ်ရာစုနှစ်တွေဘလို့ပဲပြောင်းလဲပါစေဒီနေ့ခေတ်ထိလည်းပင်လယ်ရေကြောင်းကုန်သွယ်ရေးကကမ္ဘာစီးပွားရေးရန်ရာကြီးတစ်ခုလုံးမောင်းနှင်ပေးတဲ့အသက်သွေးကြောဖြစ်တည်ရှိနေသေးပါခုချိန်ထိလည်းပင်လယ်ပြင်ကိုစိုးမိုးနိုင်သူကကမ္ဘာအင်အားအကြီးဆုံးဖြစ်နေတာပါဒါကြောင့်ဘတ်စကိုတကာမရဲ့ဇလန်တာမန်နေမြေရှာဖွေသူတယောက်ရဲ့ဇလန်မဟုတ်ပါဘူးအဲ့ဒါကမ္ဘာလုံးဆိုင်ရာကွန်ထရိုးလုပ်မှုနဲ့ဖြန့်ဖြူးရေးလမ်းကြောင်းတွေကိုစစ်ရေးသွင်းပြောင်းလဲပစ်လိုက်တဲ့တမိုင်းရဲ့ပထမဆုံးဇလန်ဖြစ်ပါတယ်နောက်တိုင်းသမိုင်းကြောင်းတွေမှာဆိုရင်ဘတ်စကိုတကာမရဲ့အောင်မြင်မှုတွေကိုမြေပုံတွေရေလမ်းကြောင်းတွေတင်မောတွေဟစ်ခတ်မွေးကြိုင်ကုန်သွယ်ရေးအင်ပါယာကြီးတွေအကြောင်းပဲအမွှန်းတင်ပြီးပြောလို့ရှိကြပါတယ်ဒါပေမဲ့ကျွန်တော်တို့မေးရမယ့်မေးခွန်းတစ်ခုရှိပါတယ်အဲ့ဒီအောင်မြင်မှုတွေအတွက်တကယ်တမ်းဘယ်သူတွေကပေးဆက်ခဲ့ရတာလဲဒီဘတ်စကိုတကာမခီးစဉ်ရဲ့ရလဒ်တွေကြောင့်ကာလိကကတန်မန်အရသားတွေလက်နက်မဲ့ကုန်သည်တွေဖျားဖူးခီးသည်တွေဒေသခံတင်မောသားတွေကံဝရန်စီးပွားရေးလုပ်ငန်းတွေနဲ့စိတ်ကမ်းမျိုးတွေမျိုးဆက်ပေါင်းများစွာတည်ဆောက်ခဲ့တဲ့ကုန်သည်မိသားစုတွေဒီလူတွေအကုန်လုံးကကမ္ဘာသမိုင်းဆိုတဲ့စာမျက်နှာကြီးထဲမှာအရေးမပါတဲ့သမိုင်းရဲ့မြေစာပင်လေးတွေလိုဖြစ်သွားခဲ့ရတာပါဒီပေါ်တူဂီတို့ရဲ့အင်အားကြီးထွားလာမှုအတွက်ဒီလူတွေပိတ်ဆက်ခဲ့ရတာကတော့ကြောက်တရားတွေဘဝပျက်စီးမှုတွေအကြမ်းဖက်မှုတွေနဲ့စီးပွားရေးအရာအတင်းအားဓမ္မချုပ်ကန်ခံရမှုတွေပါတနည်းပြောရရင်တော့ဥရောပရဲ့ပင်လယ်ရေကြောင်းအောင်မြင်မှုတွေကိုဂုဏ်ပြုနေကြတဲ့ဇလန်းတွေရဲ့အောက်ခြေမှာအိန္ဒိယသမုဒ္ဒရာလူပေါင်းများစွာရဲ့ကြေကွဲပျက်စီးသွားတဲ့ကမ္ဘာငယ်လေးတွေကိုမြုပ်နှံထားခဲ့ကြတာဖြစ်ပါတယ်ဒီဘတ်စကိုတကာမရဲ့ခီးစဉ်တွေကိုလမ်းကြောင်းသစ်ရှာတွေ့အောင်တက်တက်လို့ပြောမယ်ဆိုရင်ဒါဟာသမိုင်းကိုတော်တော်လေး short တွက်လိုက်လို့ပါပဲဘတ်စကိုတကာမရဲ့ခီးစဉ်တွေကပေါ်တူဂီကို16ရာစုမှာကမ္ဘာအင်အားကြီးနိုင်ငံတစ်ခုဖြစ်လာစေခဲ့ပါတယ်အဲ့ဒီအချိန်တုန်းကအာရှရဲ့အဖိုးတန်ကုန်သွယ်ရေးလောကမှာဒီအပြင်လူတက်တက်ပဲဖြစ်ခဲ့တဲ့ဥရောပဒီဘတ်စကိုတကာမရဲ့ခီးစဉ်နောက်ပိုင်းမှာတော့အာရှရဲ့စီးစိမ်တွေကိုကြားဖြတ်ထိန်းချုပ်နိုင်တဲ့အနေအထားတစ်ခုကိုရောက်ရှိသွားခဲ့ပါတယ်ဒါဟာနောက်တစ်ချိန်မှာပေါ်ပေါက်လာမယ်နေချက်အရင်းရှင်စနစ်အတွက်တကားစဖွန်ပေးလိုက်တာပါဒါဆိုဘတ်စကိုတကာမမရောက်ခင်အိန္ဒိယသမုဒ္ဒရာအရန်တည်ငြိမ်နေလားဆိုတော့အဲ့လိုတော့မဟုတ်ပါဘူးသူကနဲ့သူတော့ပလီပခတွေရှိခဲ့ပါတယ်ဒါပေမဲ့ဒီဘတ်စကိုတကာမနဲ့ပေါ်တူဂီတွေရောက်လာပြီးတဲ့နောက်ပိုင်းမှာတော့ဒီရေတက်ကအမြောက်တွေနဲ့ပြစ်နေတာတွေပင်လယ်ပြင်ကိုပိတ်ဆို့ပစ်တာတွေစိတ်ကမ်းမျိုးတွေကိုဒီအမြောက်တွေနဲ့ပြစ်ပြီးတိမ့်ပိုက်တာတွေဒါတွေစနစ်တကျကျင့်သုံးလာတဲ့လှုပ်ထုံးလုံနေတွေဖြစ်လာခဲ့ပါတယ်ဒီနေ့ခေတ်ထိတောင်မလက်ခါရေလက်ကြားဟုတ်မှုရေလက်ကြားနဲ့စူအတူမြောင်းတို့လိုရေလမ်းကြောင်းတွေကိုထိန်းချုပ်နိုင်တဲ့သူတွေက
ကမ္ဘာစီးပွားရေးကိုထိန်းချုပ်နိုင်တယ်ဆိုတဲ့ logic ကအဲ့ဒီချိန်ကနေကအစပြုခဲ့တာဖြစ်ပါတယ်ဒီပေါ်တူဂီတို့ရဲ့စီမံကိန်းကဒီနောက်ပိုင်းပေါ်ပေါက်လာမဲ့ဥရောပနယ်ချဲ့အင်ပါယာတွေအတွက်ပုံသိန်းကြီးတစ်ခုတောင်ခြံထားခဲ့တယ်လို့ပြောလို့ရပါတယ်အဲ့ဒီပုံသိန်းကြီးကတော့ကုန်သွယ်ရေးလမ်းကြောင်းတွေကိုရှာဖွေမယ်ဒေတာတွင်းဈေးကွက်ထဲကိုဝင်ရောက်မယ်တန်တမန်နီးလန်းတွေကိုပြပြအောင်လုပ်ပြီးစစ်အင်အားသုံးမယ်လက်ဝက်ကြီးအုပ်စနစ်တိဆောက်ပြီးတော့စီးစိမ်တွေကိုလမ်းကြောင်းလွှဲပြီးထုတ်ယူမယ်ဒီပုံစံမဲ့နောက်ပိုင်းမှာ dash တွေဗီဒီရှာတွေနဲ့အပြင်သစ်နယ်ချဲ့တွေကအတီးတီးအသုံးပြုခဲ့ကြတာဖြစ်ပါတယ်တမိုင်းပညာရှင်ချို့ကဘတ်စကိုတကားမားကိုအရှိနဲ့အနောက်ကိုဆက်သွယ်ပေးခဲ့တဲ့တရားထိုးပေးသူလို့တင်စားကြပါတယ်ဒါပေမဲ့အဲ့ဒီတရားအပြန်လှန်ချစ်ကြည်ရေးအတွက်မဟုတ်ခဲ့ပါဘူးဒါဟာအာရှရဲ့စီးစိမ်တွေကိုဥရောပကကုန်သွေးဆုပ်ယူဖို့အတွက်ဖောက်လုပ်ခဲ့တဲ့တစ်ဖက်သက်လမ်းတစ်ခုသာဖြစ်ပါတယ်ဒါကြောင့်သူ့ကိုတရားထိုးပေးသူလို့ခေါ်မဲ့အစားနောက်တစ်ချိန်မှာပေါ်ပေါက်လာမဲ့နယ်ချဲ့စနစ်ရဲ့အစောပိုင်းဘီသူကတယောက်လို့ခေါ်ရင်ပို့ပြီးတော့မှန်ပါလိမ့်မယ်ပြီးတော့ဒီဘတ်စကိုတကားမရဲ့နောက်ထပ်တက်ရောက်မှုတွေကတော့ကျွန်တော်တို့ရဲ့အသမိုင်းအမြင်တွေပေါ်မှာပဲဖြစ်ပါတယ်။သမိုင်းကြောင်းတွေမှာဆိုရင်ဥရောပဘတ်စကိုတကားမကိုသူရဲကောင်းတယောက်ပင်လယ်ရေကြောင်းကျွမ်းကျင်သူပါရမီရှင်ကြီးတယောက်ဖြစ်ပဲအလှပဆုံးပေါ်ဖော်ခဲ့ကြပါတယ်။ပေါ်တူဂီရဲ့အကြီးကျယ်ဆုံးကဗျာဆရာတယောက်ဖြစ်တဲ့လူဝစ်ဒီကာစမိုရဲ့ကဗျာမှာဆိုရင်ဘတ်စကိုတကားမရဲ့ခီးစဉ်ကိုနတ်ဖျားတွေလိုခံထားတဲ့ရာဇဝင်တစ်ခုဖြစ်တောင်တင်စားခဲ့ပါတယ်။သူကတော့ပေါ်တူဂီလူမျိုးကဗျာဆရာဆိုတော့လေသူ့လူမျိုးကြောင့်သူခန်းခန်းနားနားကြီးဖွဲ့ပြီးတော့အမွှန်းတင်ထားတာပါအဲ့ဒီလိုအမွှန်းတင်မှုတွေကြားထဲမှာဘတ်စကိုတကားမကျူးလွန်ခဲ့တဲ့အကြမ်းဖက်မှုတွေကိုတော့တမိုင်းရဲ့အရေးရောက်မှာအောက်ချီမှတ်စုဖြစ်နေပဲဖုံးကွယ်ထားခဲ့ပြီးတော့လမ်းကြောင်းရှာတွေ့မှုတွေကိုပဲခေါင်းကြီးပိုင်းဖြစ်တင်ပြခဲ့တာပါတွေးစရာလေးတွေရှိပါတယ်တကယ်လို့ဘတ်စကိုတကားမသာအိန္ဒိယကိုရောက်မလာခဲ့ရင်ဘယ်လိုဖြစ်နေမလဲပေါ့ဘတ်စကိုတကားမသာရောက်မလာခဲ့ဘူးဆိုရင်အိန္ဒိယသမုဒ္ဒရာကဥရောပရဲ့အမြောက်တန်တွေကိုမခံရဘဲနဲ့အာရှနဲ့အာဖရိကကုန်တွေကြားထဲမှာအပြန်အလှန်အမိတဟဲပြုတ်နေတဲ့လွတ်လပ်တဲ့ကမ္ဘာတစ်ခုဖြစ်ရာစုနှစ်ပေါင်းများစွာထပ်ပြီးတည်ရှိနေနိုင်ပါတယ်။ဥရောပရဲ့နယ်ချဲ့အင်ပါယာတွေအင်အားကြီးထွားလာမှုဆိုတာလည်းရှောင်လွှဲမရတဲ့ကံကြမ္မာတစ်ခုမဟုတ်ခဲ့ပါဘူး။အမှန်တော့ဒါဟာဘတ်စကိုတကားမရဲ့အချိန်ကရောက်ရှိလာမှုနဲ့ပေါ်တူဂီတွေကျင့်သုံးခဲ့တဲ့အကြမ်းဖက်ဗျူဟာတွေဟာအရှိန်မြင့်နေပေးလိုက်တာလည်းဖြစ်နိုင်ပါတယ်။နောက်ဆုံးမှာကျွန်တော်တို့မေးရမယ့်မေးခွန်းတစ်ခုရှိပါတယ်။အဲ့ဒါကတော့ဘတ်စကိုတကားမကိုကျွန်တော်တို့ကဘယ်လိုပုံစံနဲ့မှတ်မိနေသင့်တယ်လဲပေါ့။ तू ကမရေရတဲ့ပင်လယ်ပြင်ကြီးထဲမှာလာနဲ့ချီပြီးအသက်ဘေးကိုရင်ဆိုင်ခဲ့တဲ့တတိကဲရေချောင်းကျွမ်းကျင်သူတယောက်လားအကျိုးမြတ်ကိုတိတိကျကျတွက်ချက်တတ်တဲ့ကုန်တယ်တယောက်လားဒါမှမဟုတ်ပင်လယ်ပြင်မှာအကျွမ်းမဲ့အာဏာပြခဲ့တဲ့ရေတပ်ဗိုလ်ချုပ်နဲ့နိုင်ငံတကာအခင်းကျင်းကိုကစားတတ်တဲ့ဗျူဟာမှုတယောက်လားအပေါ်ယံကြည့်ရင်တော့ तू ကအိန္ဒိယကိုသွားမဲ့ရေလမ်းကြောင်းတစ်ကိုရှာဖွေပေးခဲ့တဲ့သူပါဒါပေမဲ့တမိုင်းရဲ့မျက်နှာဖုံးခွာကြည့်လိုက်ရင်တော့ तू ကပေါ်တူဂီအင်ပါယာရဲ့အုံမြင့်ကိုသွေးနဲ့ချပေးခဲ့သူဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်သူကရေချောင်းသမိုင်းကိုပြောင်းလဲပစ်ခဲ့တာမှန်ပါတယ်ဒါပေမဲ့ဒီနေရာမှာနေကျွန်တော်တို့ကရပ်တန့်လို့မရပါဘူးဘာကြောင့်လဲဆိုတော့သူကလမ်းကြောင်းသစ်ကိုဖွင့်လှစ်ပေးရုံနဲ့မဟုတ်ဘဲနဲ့ဒီအကြောက်တရားနဲ့လက်ဝဲကြီးအုံမှုဆိုတဲ့နယ်ချဲ့စနစ်ရဲ့ပုံစံကွက်ကြီးကိုပါတခါတည်းယူဆောင်လာခဲ့တဲ့သူဖြစ်နေလို့ပါသူကအရှိနဲ့အနောက်ကိုတရားထိုးပေးခဲ့တဲ့သူဖြစ်ပေမဲ့အဲ့ဒီတရားကိုမငြင်းများမှုတွေနဲ့ရက်စက်မှုတွေအပေါ်မှာပဲတိဆောက်ခဲ့တာဖြစ်ပါတယ်အမှန်တိုင်းဝန်ခံရရင်တော့ဒီလမ်းပြမြေပုံမရှိတဲ့သမုဒ္ဒရာထဲမှာမဖြစ်နိုင်တာတွေကိုဖြစ်အောင်လုပ်ပြခဲ့တယ်သူ့ရဲ့ဆိုရတက်တိနဲ့စိတ်ဓာတ်ကတော့ဥရောပသားတွေအတွက်သူရဲ့ကောင်းတယောက်ဖြစ်နေပါလိမ့်မယ်ဒါပေမဲ့အဲ့ဒီဆွမ်းဆောင်မှုတွေနဲ့အတူကမ္ဘာသမိုင်းရဲ့တကားတစ်ချက်ကိုသူဖွင့်လှစ်လိုက်တဲ့အခါအဲ့ဒီတကားကိုဖွင့်ခဲ့တဲ့တော့လူပေါင်းများစွာရဲ့မျက်ရည်တွေအသက်တွေနဲ့တွန်းလှုပ်ထားတာဖြစ်ပါတယ်ဒါဆိုရင်ဘတ်စကိုတကားမကိုကျွန်တော်တို့ကစွန့်စားသူသူရဲ့ကောင်းတယောက်လို့ပဲသတ်မှတ်မလားဒါမှမဟုတ်ကမ္ဘာလုံးဆိုင်ရာအမျက်ထုတ်မှုတွေရက်ဆက်တဲ့စနစ်ကြီးကိုစတင်ခဲ့တဲ့သူလို့မြင်မလားဒါကတော့သမိုင်းကိုသင်ဘယ်လိုရှုထောင့်အောင်နဲ့ကြည့်မလဲဆိုတဲ့အပေါ်မှာပဲမူတည်ပါလိမ့်မယ် H.O. Discovery ဒီကမ္ဘာခြေစမ်းခေတ်ရဲ့သမိုင်းဆိုတာအမြဲတမ်းရှာဖွေတွေ့ရှိမှုတွေပဲမဟုတ်ပါဘူးတခါတလေမှာတော့အဲ့ဒီသမိုင်းဆိုတာလက်တစ်ဖက်ကမြေပုံကင်ထားပြီးတော့နောက်လက်တစ်ဖက်မှာတော့ကျူးကျော်မှုဖုံးကွယ်ထားတဲ့နယ်ချဲ့စိုးမှုသက်သက်ပါပဲကိုလံဘတ်ကအမေရိကကိုရှာတွေ့ခဲ့တာစပိန်ကိုလိုနီနယ်မြေတွေပေါ်ပေါက်လာဖို့အစပြုခဲ့တာပါမက်ဂျလန်ကဘာကိုပတ်ခဲ့ပါတယ်သူ့ရဲ့ခီးစဉ်ကကဘာကြီးလုံးဝန်းကြောင်းလက်တွေတက်တည်ပြနိုင်ခဲ့ပါတယ်သူရောသူ့ရဲ့မိသားစုရောပေးဆက်ခဲ့ရပါတယ်ဒါပေမဲ့ဖိလစ်ပိုင်ကျွန်းစုတွေစပိန်ကိုလိုနီလက်အောက်ကျရောက်ဖို့အစပြုပေးခဲ့ပါတယ်ခုဘတ်စကိုတကားမရှာတွေ့ခဲ့တဲ့လမ်းကြောင်းကလည်းအိန္ဒိယသမုဒ္ဒရာကိုစိတ်ကြိုက်ချဲ့လဲပြီးတော့အိန္ဒိယရဲ့မြေပြင်တချို့ကိုပေါ်တူဂီရဲ့ကိုလိုနီနယ်မြေတွေဖြစ်စေခဲ့တာပါတမိုင်းဆိုတာဒီအတိတ်ကဖြစ်ရပ်တွေကိုမှတ်တမ်းနေုံသက်သက်မဟုတ်ပါဘူးအဲ့ဒီဖြစ်ရပ်တွေရဲ့မျက်နှာဖုံးကိုခွာချပြီးတော့အဲ့ဒီခေတ်ကလူတွေရဲ့ရုန်းကန်မှုတွေနာကျင်မှုတွေနဲ့အမှန်တရားတွေကိုနှလုံးသားနဲ့ခံစားကြည့်တတ်ဖို့လည်းလိုပါတယ်ဒါမှသာကျွန်တော်တို့ကတမိုင်းကိုလေ့လာခြင်းရတာကိုအမှန်တကယ်ရရှိမှာဖြစ်ပါတယ်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ